Another အကြောင်းအတူတူလေ့လာကြည့်ရအောင် Another has two meaning they are very similar it can mean one more ပမာတယောက်ယောက်ကကိုစာအုပ်တအုပ်ပေးတယ်ကိုကနှစ်အုပ်လိုချင်တယ်ဆိုပါစို့ဒီလိုခြေနေမျိုးဆိုရင်ဘယ်လိုမေးလို့ရလဲဆိုတော့ Could I have another book please ဒီစာကြောင်းမှာ another bookဒီ a different one ကိုဆိုလိုတာလည်းဖြစ်နိုင်တယ်ကိုပေးလိုက်တဲ့စာအုပ်ကိုမကြိုက်ဘူးမလိုချင်ဘူးအခြားမတူတာတအုပ်ကိုလိုချင်တာနောက်တစ်ခုက one more သူပေးလိုက်တဲ့စာအုပ်ပုံစံနဲ့တပုံစံတဲ့နောက်ထပ်တအုပ်လိုချင်တာလည်းဖြစ်နိုင်တယ်အဓိပ္ပာယ်ကနှစ်မျိုးသွားနိုင်တယ်လိုချင်နေမျိုးဆိုလို့ရှိရင် clear ဖြစ်အောင်သေချာအောင်ပြန်မေးယူရတတ်တယ် sorry do you want one more of the same thing or do you want a different one more of the same thing ဆိုတာပထမပေးလိုက်တဲ့စာအုပ်နဲ့ပုံစံတူတာကိုလိုချင်တာလား or ဒါမှမဟုတ် a different one အခြားမတူတဲ့တစ်ခုကိုလိုချင်တာလားရှင်းရှင်းလင်းလင်းဖြစ်အောင်ဒီလိုပြန်မေးယူလို့ရပါတယ်နောက်တစ်ခုက another ကို determiner pronoun အနေနဲ့လည်းအသုံးပြုလို့ရတယ်ဒါကိုဒုတိယပိုင်းအနေနဲ့ဆက်ပြီးသင်ပေးသွားပါမယ်ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye